Welcome back to my channel ဒီနေ့ vlog လေးကတော့ Selector Climbing ကိုသွားခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါတယ် School trip လေးဖြစ်တဲ့အတွက်ကြောင့်မနက်9 နာရီစုရက်မှာလူတွေအကုန်ဆုံးနေပါပြီဒါကတော့ဖူးရဲ့အခင်းရဆုံးတငယ်ချင်း2ယောက်ပါ3ယောက်လုံးတကားရဲ့တူတူစီးခြင်းပဲမဲ့ register တင်တဲ့ရက်ချင်းတွဲသွားတဲ့အတွက်ကြောင့်ကကွဲသွားပါတယ်သူတို့2ယောက်ကတစီဖြစ်ပြီးဖူးကတော့တယောက်တည်းတစီဖြစ်သွားပါတယ်ရှင်အခုကတော့ရန်ကုန်ကနေပဲခူးကိုစထွက်နေပါပြီဒီလို express ကားမျိုး3စီးနဲ့ကျောင်းကနေထွက်တာပဲဖြစ်ပါတယ်အားလုံးပေါင်းလူအယောက်90ကျော်လောက်တော့ရှိမယ်ထင်တယ်ကားပေါ်မှာဘာလို့မသိရနဲ့အိမ်လိုက်တချင်နာထောင်လိုက်မှုတ်စာနိုင်တဲ့ခရီးရောက်တဲ့ထိဆောင်နေရတာအခုဆိုရင်တော့ရန်ကုန်မြို့အပြင်ကိုတော့ရောက်နေပါပြီရှင်အခုဆက်လက်တော့ခရီးလေးကတော့အချိန်အားဖြင့်ရန်ကုန်ကနေ3နာရီပဲကြာပါတယ်3နာရီကားမောင်းရုံနဲ့ရောက်တယ်ပေါ့နော်အခုရန်ကုန်မြို့ကနေထွက်တာနဲ့မတူတဲ့ခံစားချက်ကအခုတော့တပင်းနေအများကြီးမြင်ရတာရဲ့ညီနီနန်းလေးတွေရဲ့မြေကွက်လက်ကြီးတွေရဲ့ပေါ့နော်ဆိုတော့ဖူးနဲ့တူတူဆက်လက်တော့ရောက်တဲ့အထိကားပေါ်မှာအိပ်ပြီးတူတူလိုက်သွားကြရအောင်ဒါတော့ဆက်လက်တော့ကိုဝင်တဲ့လမ်းလေးပဲဖြစ်ပါတယ်အခုဆိုရင်တော့တဖြည်းဖြည်းနဲ့ Selector Climbing နဲ့နီးကပ်လာပါပြီဒီတပင်းကြီးကိုကြည့်ရဒီ round turn ကားရဲ့စဝင်ကန်းအနေနဲ့မတူဘူးလားညဘက်ဆိုချက်ဖို့ကောင်းပါပဲနော်အခုဆိုရင်တော့ Selector Climbing ကိုရောက်ပါပြီရှင်အကုန်လုံးကတော့စိတ်လှုပ်ရှားနေကြပါပြီအခုကတော့ကားပါကီရနေပြီ Selector ကိုသွားနေကြတာပဲဖြစ်ပါတယ်အင်းနီကရာသီဥတုကတော့တော်တော်ပူတယ်စသွားတော့မနှက်ပိုင်းနေမထွက်ခင်နဲ့ထွက်တာဆိုတော့ဘူးလို့ပုံမှန်မသိတာပဲမဲ့ရောက်တဲ့ချိန်ကနေထွက်နေပြီဆိုတော့တော်တော်လေးတော့ပူပါတယ်လို့အခုကားပါကီကနေအပေါ်ကိုရောက်ပါပြီမြင်တဲ့အတိုင်းပါပဲကစားစရာနေရာတွေတော့အများကြီးရှိပါတယ်ပြီးရင်တစ်ခုချင်းစီလိုက်ပြပါမယ်နော်ဆလတ်တော်မှာကိုရီကျောင်းကလူရဲ့အုပ်စုနဲ့တွေအကုန်ပြေသွားပါတယ်ရောက်ချင်းမှာတော့ဒီ rainbow slide ကိုအစီးချင်ခဲ့ဆုံးပါပဲဒီမှာ activity လေးတွေတော့တော်တော်ဆုံးနေကလေးဒါမကလူကြီးတွေပါဆော့လို့ရတဲ့ activity မျိုးပေါ့နော်ဒါကတော့ obstacle course ရဲ့အတိုင်းပဲဒါစီးတွေကြားထဲမှာဆော့ရမယ် activity လုပ်လို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ကဲလိုက်ကြည့်လိုက်စို့ပန်းနေနဲ့ဒီတန်းလေးလှရဲဆိုပြီးထိုင်ချလိုက်တာလိုက်တင်ကို against လုပ်ပြီးထိုင်မိသွားတော့လူကမဲပြီးပါမမြင်ရတော့ပါဘူးဒီတိုင်းထည့်ချင်လို့ထည့်ထားတဲ့ clip လေးပါအခုဆိုရင်တော့ obstacle course ထဲမှာပါတဲ့ activity တစ်ခုကိုစလုပ်နေကြပါပြီဒါတော့ကတော့ easy ပဲမျက်စိမှိတ်ပြီးအောင်တက်လို့ရတယ်ဆိုပြီးတော့ပြောရင်ဆိုရင်တက်နေရပါဖူဖူတရားဒီမှာစပါပြီဒီ show ကိုစီးရဲ့အချိန်မှာပြုတ်ကြသွားမလားလွင်းထော်သွားမလားဆိုရဲစိတ်နဲ့ကြောက်ကြောက်လန့်လန့်နဲ့စီးလိုက်တာပါဒါပေမဲ့အဆင်ပြေပါတယ်ရှော်လေးတခါစီကဘာကြီးကြောက်နေရလဲလို့လာမပြောကြပါနဲ့ရှော်ရဲ့အမြင့်နဲ့အဖြက်အတောက်တွေကတကယ်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်အခုကတော့ကြော်ကြီးအလှည့်ပဲဖြစ်ပါတယ်သူကတော့ easy ပါပဲဒီခုံပြီးဆော့ရတဲ့ trampoline တစ်ခုကပြန်ပြီး face ရမယ့် equipment တွေမှာပါမယ်ထင်တယ်သူကတိတ်ပြီးတော့ပြန်ခုံထွက်တဲ့အားမကောင်းနေဘူးဒါပေမဲ့တငယ်ချင်းတွေကတော့မရအောင်တက်ခုံပြီးဆော့ခဲ့ကြပါသေးတယ်ဒါလေးကတော့ swimming pool လေးပဲဖြစ်ပါတယ်ဖူးရောက်တဲ့ချိန်ကနေပူနေသေးရမို့ဘယ်သူမှတော့ရေစင်မကူးကြသေးဘူးဒီမှာ boating activity လည်းလုပ်လို့ရတယ်ပေါ့နော်ညနေဘက်ဆိုရင်ပို့ပြီးတော့လှေလှော်လို့ကောင်းမယ်ထင်တယ်ဖူးတော့နေပူလို့ဆိုပြီးမဆော့ခဲ့ရဘူးသူများတွေကတော့နေပူလဲဆော့ခဲ့တယ်ဆိုတော့နောက်တော့ရပြီပါတယ်ရာသီဥတုကပူနေပေမဲ့လည်းနေပူလို့အသားမဲမှာပိုဆိုးရင်တဲ့အတွက်ကြောင့်လက်ရှိတွေဝတ်ခဲ့ပါတယ်ဒါလောက်ပူနေတဲ့နေပူကျဲတဲ့အိမ်မှာသူတို့နှစ်ယောက်အတွက်တော့လာတာနေတယ်လို့ပဲဒီနေရာလေးကနေညနေပန်းဒီမထွက်တော့တဲ့အချိန်ဆိုလေလေးတဖြူဖြူနဲ့တော်တော်နေလို့ကောင်းပါတိရိတ်ဝါရိတ်တွေလည်းအများကြီးနဲ့က
ကဲသူများတွေကတော့တားစီရကြရတဲ့လူကခကြီးကိုသွားနေကြပါပြီမကြခင်ဖူးတို့လည်းဒီဟာကိုစော့မှာဖြစ်ပါတယ်ဆိုတော့လိုက်ကြည့်ကြပါအောင်ရှင်ရန်စီးချင်နေတဲ့ rainbow sliding ကိုအခုစီးနေပါပြီတော်တော်စီးလို့ကောင်းပါတယ်ခြေထောက်ဆန်ထားရဖြစ်လို့ရင်တလက်လက်နဲ့စီးနေရပါတော့စီးပြီးရင်စီးချင်နေရဖြစ်လို့ဖူးတို့4-5ခါလောက်တော့စီးခဲ့ကြရထင်တယ်ကဲအခုတော့ obstacle course လေးကိုစ join ကြပါပြီကြည့်တော့ဒါဟန်ဒီယာခက်မဲ့ထင်ရပေမဲ့တကယ်ဆောကြည့်လိုက်တဲ့အခါမှာအဲ့လောက်လည်းမခက်ပါဘူးဆိုပြီးတွေးမိရဲ့အစမ်းတက်ခံနေမြောက်အရှိရသွားတာအဆင်ပြေရဲဆိုတော့နောက်ကနေလိုက်စားဆော့ပါပြီဆက်စချင်းတော့6တောင်မချရဲဘူးသူကအရန်လုံနေတဲ့အတွက်ကြောင့်လေဒါမဲ့လည်းအဆင်ပြေနဲ့ဟိုဘက်ကိုရောက်ခဲ့ပါတယ်အနောက်ကပါလာတဲ့ကလေးကမှကိုယ့်ထက်ကျွမ်းအောင်ပဲရိုင်နဲ့ရောက်ခဲ့ပါပြီဆိုတော့နောက်တစ်ခုကိုဆက်သွားကြမယ်အရှိရတယောက်ကတော့နောက်တစ်ဆင့်မှာမရတော့လို့လက်လျှော့လိုက်ပြီမဲ့ဖူးကငါတို့ရလောက်တယ်ဆိုပြီးသွားပြီမဲ့တကယ်တော့မရပါဘူးရှင်ဒီတစ်ခုကတော့ဆီယာမာကြီးဆိုတော့အရှိရနေကိုကဥဆောင်ပြီးသွားပြစ်လိုက်တယ်အနောက်ကလူတွေကိုအကျဉ်းရုပ်ဖို့လေဒီဇလက်တော်လာဖြစ်ခဲ့ရင် obstacle course လေးမှာဝင်ဆော့စီချင်ပါတယ်တကယ်ချင်းဒီအများကြီးလဲဆိုရင်ပို့လို့တော့ပြောဖို့ကောင်းပဲနောက်ဆုံးကြံငယ်တယောက်ကတော့အကျဉ်းရုပ်တာစခံရပါပြီချင်းရုံနေကြရကနေမင်းစူးစမ်းပြီးလာရင်လည်းသူရောက်ခဲ့ပါပြီဆိုတော့နောက်တစ်ဖက်ကိုထပ်ကူရပါပြီတယောက်ကတော့ဖူကတော့လိုက်ကူးဖို့စူးစမ်းကြည့်ပေမဲ့ဘလို့မှကူးနိုင်မယ်မထင်ပါဘူးအဲကျိုးလေးတစ်ချောင်းနဲ့ဘလို့မှကိုဟန်တယ်လုပ်လို့မရဘူးဆိုတော့ပုံမှန်အတိုင်းပဲအစမ်းတက်ခံနေတယောက်ကိုသွားခိုင်းလိုက်ပါတယ်အရင်သွားဆိုပြီးဒီမှာမှခုံလာရင်တကယ်ပြန်ထွက်တဲ့ trampoline အစစ်လေးကိုဆော့မှာပဲဖြစ်ပါတယ်ဒီမှာ basketball court လည်းရှိရပါတော့ဖူကတော့မဆော့တယ်လို့မဆော့ခဲ့ပါဘူးကိုဆော့မဲ့အလှည့်လည်းရောက်ကိုမရောက်လာတာပါဘောလုံးကဒီလူတွေကြားထဲမှာပဲပတ်လဲနေရတယ်ဒါလေးက hamster လိုမျိုးစိတ်လေးပဲဘာကောင်းလေးလဲတော့မသိဘူးချစ်ဖို့ကောင်းနေဆိုပြီးတော့ကြောက်ကလေးဆိုပြီးရိုက်ခဲ့တာပါအော်ဒါနဲ့ပြောရအောင်မယ်ဒီမှာ biking လုပ်လို့လည်းရပါတယ်စပိန်နဲ့စီးလို့ရပါတယ်စပိန်နဲ့စီးခဲ့ကြပါတယ်ဒါပေမဲ့ဗီဒီယိုရိုက်ဖို့ chance မရခဲ့လို့အဲ့ clip လေးတော့မပါခဲ့ပါဘူးဒါကတော့ယုံလေးမွေးထားတဲ့နေရာပါလူတော့ဝင်မရပါဘူးရှင်ဖူးတို့ရဲ့ကျောင်း founder ဒီချက်ကဒီဇလက်တော်တစ်ခုလုံးကိုငားတာဖြစ်လို့ဖူးတို့ကျောင်းနာမည်နဲ့ပုတ်ထောင်ပေးထားတာပါဒါကတော့အရန်စွာတဲ့မြောက်ကလေးနှစ်ကောင်ပါဒီတန်လေးရှိရဲ့ area မှာတော့လူတိုင်းကကိုစီချေးလင်းလုပ်နေကြပါတယ်အခုကတော့တန်ထဲမှာ TikTok က3ယောက် TikTok ဆော်နေကြပါတယ်ဒီမှာ archery activity လည်းလုပ်လို့ရပါတယ်တယောက်တစ်လက်များပြစ်နေပေမဲ့လက်ရည်တွေကမစိုးပါဘူးတယောက်မှလည်းမထိကြပါဘူးဖူးဆိုရင်အခုမှစတင်တာပါဘလို့များပြရမလဲဆိုတာမသိပါဘူးတခါမှလည်းမစော့ဘူးမပြစ်တတ်ပေမဲ့လည်းဗီဒီယိုထဲမှာ one shot hit the mark ဖြစ်ချင်တာကြောင့်အရှိတိုးပြီးကြိုးစားပြီးဖြစ်ခဲ့ပါတယ်အခုဆိုရင်တော့ကျော်ကြီးကအားချိုးမှန်တဲ့နဲ့တင်ပြပေးနေပါတယ်ဘယ်လိုပြရမလဲဆိုတာကဲဒီတော့စဖြစ်ပါပြီ result ကိုကြည့်လိုက်ရအောင်မထီသွားပါဘူးနည်းနည်းဝီးနေသေးလို့ထင်တယ်အရှိထပ်တူပြီးဖြစ်ပါမယ်
သူပြစ်ခံမှာပိုဆိုရတယ်လို့ပဲအခုမကျေနပ်လို့နောက်တစ်ခေါက်ထပ် try ပါမယ်ဒီတစ်ခါတော့ထိသွားပါပြီ9နဲ့10နဲ့ကြာဆိုပေမဲ့10ကိုပဲယူလိုက်ပါတယ်ဆိုတော့ကျမ score ကတော့8ရပါတယ်ကဲ lunch time ရောက်ပါပြီနေ့လည်စာစားကြတော့ပါမယ်အခုတွေ့နေရတဲ့လူတွေအားလုံးကကျောင်းဝကျောင်းသူကျောင်းသားတွေရဲ့ staff အကူအမတွေရဲ့ဆရာဆရာမတွေရဲ့ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့နေ့လည်စာကတော့အစုံပါပဲ dish ကတော့ချက်သားနဲ့ဘူဒီစီပြန်ဟင်းရဲ့ချက်ဥကြော်ရဲ့ပန်းပွင့်ကြော်ရဲ့ငချင်တုပ်ရဲ့ပြောင်းဖူးကြော်ရဲ့ဒုစရာငပိရဲ့ပဲဖြစ်ပါတယ်အဝတ်စားအပေါ်မပါလာတာကြောင့်ဒီ found လေးကိုတော့မစီးဖြစ်ခဲ့ပါဘူးဖူးမစီးဖြစ်ခဲ့ပေမဲ့ဒီလာမဲ့သူတွေကိုစီးဖို့အကြံပြုချင်ပါတယ်ရှင်အခုကတော့တငယ်ချင်းတွေဘယ်သူမှမစီးရဲနေတဲ့ zip line ကိုဖူးတစ်ယောက်ကအရေးစွန့်ပြီးစီးဖို့ပြင်ဆင်နေရပဲဖြစ်ပါတယ်တငယ်ချင်းတွေကအဲ့ဒီအလယ်နေရာအချိုင်ကိုကြောက်လို့မစီးရဘူးဆိုပြီးပေးကပ်ပြီးမစီးကြပါဘူးခုကတော့ safe ဖြစ်တယ်လို့ခံစားရလို့စီးခဲ့ပါတယ်စီးလို့လည်းကောင်းပါတယ်စီးဖို့လည်းအချမ်းပြုချင်ပါတယ်ရှင်သူတို့မကြောက်မလန့်ပဲစော့နိုင်တာဆိုတော့ဒီကလေးတွေကစားရဟာပဲရှိရဲ့ကဲကြည့်အမှန်ဘလောက်စော့လဲဆိုတာသူများရဲ့ AC ချင်းလေးလောက်နေတဲ့အချိန်မှာဖူးတို့လေးယောက်ကတော့ explore လုပ်ရင်းနဲ့ရှောက်စော့နေကြတာပါအဲ့အချိန်မှာနေဖူးပြီးရာသီဥတုပူနေရရောလည်းမိပါအောင်ဒါက restaurant ရှိကငါးကန်လေးပါငါးလေးလာလို့ရိုက်ခဲ့ရပါတခုတည်းတော့ Selector Glamping ရဲ့ restaurant လေးပဲဖြစ်ပါတယ်။လူချင်းတာအကောင့်ဒီတနေရာမှာရစီရမယ်။ကဲအခုကတော့ဆော့လို့လဲဝါပြီးရှောက်သွားလို့လဲဝါပြီးနေလဲပူတော့ပြင်ပန်းနေပြီဆိုတော့တန်လေးနာမှာထိုင်ပြီးတော့နှစ်ယောက်သားရဲ့ talking show လေးတစ်ဖြတ်ပါ။ဒီလိုပဲအနာဂတ်အကြောင်းကိုဆွေးနွေးတိုက်ပြီးနေကြပါဘောနော်။ဒီမှာနှစ်ယောက်က AC ထိုင်ပြီးပွားစီနဲ့စကားတွေပြောနေတဲ့အချိန်မှာကျန်တဲ့နှစ်ယောက်ကတော့တပုတ်ရိုက်ဖို့ပြင်ဆင်နေကြပါတယ်။သူတို့ကတော့နေချင်းပြန်ပဲဖြစ်လို့အခုလူတိုင်းအထုပ်ကိုစီနဲ့ပြန်ဖို့တော့ကပကင်ကိုတွားနေကြပါပြီ။ဒီယိုလေးမပြေခင်ပြောချင်တာကတော့ပဲခူးမျိုးရှောင်းလမ်းမှာရှိရဲ့ဒီဇလက်တော် glamping လေးကိုတငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်မိသားစုနဲ့ဖြစ်ဖြစ်လာပြီးအပန်းဖြေတင်တယ်လို့recommendation ပေးချင်ပါတယ်ရှင်ဖူးတို့ကိုယ်တိုင်လည်းတကယ်ကိုပြောခဲ့ရပါတယ်ပြီးတော့ဒီမှာဝင်ကြီးကလည်းတရက်ကို2000ပဲရှိရဖြစ်တဲ့အတွက်ကြောင့်တကယ်တန်တယ်လို့လည်းမြင်မိပါတယ် Thank you so much for watching my video today and guys and I hope you guys will love the kind of videos if you want to see more like this video don't forget to like and subscribe my channel so love you guys see you